နာမည်ထွက်ခဲ့တာတော့ဦးလာသိန်းကနာမည်ထွက်ခဲ့ပြီမဲ့ဦးလာသိန်းမြို့သားတော်ဒုတိယဥက္ကဋ္ဌမဖြစ်လိုက်ရပဲနဲ့ဂျာဖန်တော်တော်ဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒါတွေကလည်းဒါကတော့ရုပ်တရက်ရှော့တစ်ခေအပြောင်းလဲလေးတွေရှိတတ်တယ်အစသတင်းကတော့ထွက်နေတာတစ်မျိုးနောက်ဖြစ်သွားတာတစ်မျိုးပေါ့တခါကျရင်လည်းကျွန်တော်တိုင်းပြည်မှာအစီအမံအားလုံးပဲမင်္ဂလာပါကျွန်တော်ခုတစ်ခါမလို့ကျွန်တော်ရဲ့သတင်းသုံးချက်တွေချိုးနားထောင်ကြည့်အောင်ခင်ဗျသတင်းတွေရဲ့သဘောတွေကဒီလိုရှိတယ်9 minute second ပိုင်းမှာမျိုးပြောင်းလဲသွားတာရှိတတ်တယ်နော်အဲ့လိုပေါ့သတင်းရှိတတ်တယ်ဟုတ်တော့ဦးအောင်လေးတွေကတော့ဒါမျိုးသားတော်ဥက္ကဋ္ဌဖြစ်လာပြီးတော့သူကတော့စပြီးတော့သူမျိုးသားတော်ဥက္ကဋ္ဌတယောက်အနေနဲ့သူစပြီးတော့သူမိန်ကွန်းပြောပါတယ်မိန်ကွန်းထဲမှာတော့အားလုံးလဲတချို့တွေနားထောင်ပြီးမှတင်တယ်မိန်ကွန်းထဲမှာသူလိုရင်း point လေးတွေပါတာကျွန်တော်ကောက်လို့ပြောရရင်ကြာဒီရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပေးနိုင်ခဲ့တဲ့ဒီအစိုးရကိုလည်းသူအထူးကျေးဇူးတင်ကြောင်းထည့်ပြောပါတယ်အခုတည်းကထည့်ပြောပါတယ်နောက်တစ်ခုကတော့ဒီကျွန်တော်တို့ဒီလွတ်တော်ကိုယ်စားလှယ်တွေဆိုတာတဲ့ပြည်သူလူထုကနေပြီးတော့ဥပဒေအရအာဏာအနှင်းထားတဲ့ဥပဒေပြုဖို့အာဏာအနှင်းထားတဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်တယ်ဆိုတော့မမေ့ဘူးပြောကြတယ်ကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်တွေဆိုတာအမျိုးသားလွတ်တော်ကိုယ်စားလှယ်ပေါင်းလွတ်တော်ကိုယ်စားလှယ်ဆိုတာပြည်သူလူထုကအခွင့်အာဏာအနှင်းထားတယ်ဥပဒေပြုဖို့အခွင့်အာဏာအနှင်းထားတဲ့သူတွေဖြစ်တယ်ဆိုတော့လည်းမမေ့ဘူးပြည်သူမျက်နှာမူဖို့ဒါမျိုးပြောချင်တာပြည်သူမျက်နှာမူဖို့အဓိကပြောတယ်နောက်တစ်ခုကကိုယ်စားလှယ်ချင်းကြားမှာချစ်ကြည်ညီညွတ်စွာစီးလုံးညီညွတ်စွာအတူတူလုပ်ကြဖို့နော်ဒါလောက်ကန်ကြစီဖို့စိတ်နောက်တစ်ခါနိုင်ငံတော်ရဲ့အကျိုးစီးပွားနိုင်ငံတော်ရဲ့မူဝါဒတွေလမ်းညွှန်ချက်တွေမူဝါဒတွေနိုင်ငံတော်အကျိုးစီးပွားလူထုအကျိုးစီးပွားဒါကိုဥဆောင်ရဲ့ရှေ့ရှုလောက်ကန်ကြဖို့ဒါကိုပြောတယ်နောက်တစ်ခုကအရေးကြီးတော့လွတ်တော်ရရောက်လာပြီးတဲ့နောက်မှာပါတီအယောင်အသွေးတွေနော်ပါတီအယောင်သွေးတွေမခွဲခြားဘဲနဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုပဲဦးစားပေးဝိုင်းဝန်းဆွေးနွေးကြဖို့ဆိုတော့သူပြောတယ်ဆိုတော့ခင်ဗျားပါတီဝင်ဘာပါတီဝင်ညာပါတီဝင်ရှိမှာအခုလက်ရှိအများဆုံးကပြည်သူပြည်ခိုင်ပါတီကအများဆုံးနိုင်ထားတာဆိုတော့ပြည်ခိုင်ပါတီပေါ့ဗျာဒါကတော့ခင်ဗျားဝင်ပြည်ခိုင်မကလို့ဘာပါတီဖြစ်ဖြစ်ပေါ့ဗျာခင်ဗျားပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတာဖြစ်တဲ့အတွက်ပြည်သူလူထုအပေါ်မှာကိုစားပြုပြီးရက်တီဖို့ဒါကိုသူဟိုက်ရလို့တာပေါ့နော်အဲ့တော့ပါတီအယောင်သွေးတွေမခွဲကြဘူးငါတော့ပြည်ခိုင်ဖို့မလို့ပြည်ခိုင်ဖြိုးပဲကွာငါတော့တဆညာပဲကွာငါတော့ဟိုမို့လို့ဒီကြားဘာလဲငါတော့ရှမ်းပါတီမို့လို့ရှမ်းဘက်ကငါမော်မို့လို့မော်ဘက်ကအဲ့လိုစိတ်မျိုးထက်စာရင်ကျွန်တော်တို့ပါတီအယောင်သွေးတွေမခွကြောက်ပြီးတော့ခွဲခြားမနေတော့ဘဲနဲ့ပြည်သူလူထုတွေရှေ့ရှုပြီးအလုပ်လုပ်ကြဖို့ဆိုတာမျိုးတွေပြောတယ်သူ့အနေနဲ့ကတော့သူ့ဥက္ကဋ္ဌတယောက်အနေနဲ့ကတော့သူတာဝန်ထမ်းဆောင်ခြင်းဥက္ကဋ္ဌတော်ထပ်ဆောင်ခြင်းရှောက်လုံးမှာသူဥက္ကဋ္ဌရွေးချယ်ပေးခဲ့တဲ့အတွက်လည်းသူကျေးဇူးတင်ကြောင်းဒီရင်းထဲမှာမှတ်သားထားမယ့်အကြောင်းသူပြောပါတယ်ပြီးတော့မှသူဥက္ကဋ္ဌတော်ထပ်ဆောင်နေတဲ့ရှောက်လုံးမှာတော့နိုင်ငံသူနိုင်ငံသားအကျိုးကိုနိုင်ငံသူနိုင်ငံအကျိုးစီးပွားကိုစွမ်းတမန်ကြိုးစားဆောင်ရွက်သွားမယ်ဥပဒေတွေကိုလေးစားလိုက်နာသွားမယ်ဆိုတာမျိုးတွေသူထုတ်ပြောသွားတာတွေ့ရတယ်ဆိုတော့ဒါကိုကြည့်ချင်းပြတော့ဒါမျိုးတော်ဥက္ကဋ္ဌရဲ့မိန့်ခွန်းကနှစ်တာတော့လေအားဖြစ်တော့သူလည်းလေအားကောင်းတယ်ကြိုတင်ပြင်ဆင်မှုအားကောင်းတယ်စာချက်လာတော့ဗျာသူမျိုးတော်ဥက္ကဋ္ဌဖြစ်မယ်ဆိုတော့သတင်းတွေအစိုးရထွက်ထားပြီးသားဖြစ်တယ်သူလည်းဒါမျိုးတော်ဥက္ကဋ္ဌဖြစ်ခဲ့ရင်ဆိုပြီးတော့သူစာချက်လာတဲ့ပုံပေါ်ပါတယ်ပြီးတော့မှသူတေချာလေးမိန့်ခွန်းပြောသွားတယ်ပြီးတော့ကလေးမျက်နှာလေးနဲ့ပေါ့သူဦးအောင်လင်းတွေ့ရကလေးမျက်နှာနဲ့ဗျာသူကြတော့တရားကြည့်သူ့မျက်နှာကလေးမျက်နှာလူကအသက်ကသာ60ကျော်လာပြီလို့ပြောမှာပေါ့နော်60ကျော်လာပြီဒါပေမဲ့မျက်နှာကလေးမျက်နှာဆိုတော့သူကတကယ်သူတငယ်ချင်းပေါင်းတဲ့ခြားတော့သူမျက်နှာကလေးမျက်နှာလေးလေသူတငယ်ချင်းပေါင်းတဲ့နေလေချို့လေပြောကြပါသူနဲ့ပတ်စံ25တက်မတော်ပတ်စံ25တူပေါင်းတဲ့ချို့လေသူနဲ့ပတ်သက်ပြောတဲ့မှတ်ချက်လေးရှိပါတယ်ကလေးမျက်နှာပြီးတော့စိတ်ဆက်တယ်အလုပ်လုပ်တာစိတ်ဆက်တယ်ပြီးတော့ဟိုစာဖတ်တယ်နော်ဥပဒေကြီးကညညောတယ်ပေါ့နော်ဥပဒေဖတ်ပြီးတော့စိတ်ရှိတယ်စိတ်ရှိတယ်ပေါ့ဇွဲရှိတယ်ဖင်မြဲတယ်ပေါ့အဲ့လိုမျိုးဖင်မြဲသွားမှထိုင်ကုန်ထိုင်တာတည်းကြထိုင်နိုင်တယ်အဲ့လိုကြာထိုင်ပြီးအလုပ်လုပ်နိုင်တယ်အဲ့လိုမျိုးပါပင်မခံနိုင်တယ်အဲ့လိုမျိုးပါအဲ့တော့ကလေးမျက်နှာလေးနေအဲ့လိုပြောတယ်ဆိုတော့မြို့သားတော်ဥက္ကဋ္ဌဖြစ်တော့သူဘာဖြစ်လဲဆိုတော့သူကပထမဆုံးနောင်ဒီပြည်သူ့လွှတ်တော်ကြီးကိုခေါ်ဖို့ကိစ္စကိုသူကဥဆောင်ခေါ်ယူရမှာဖြစ်တယ်ဥဆောင်ခေါ်ယူရမယ်ပြည်သူ့လွှတ်တော်ရဲ့နိုင်ကပထမဆုံးနိုင်ကသူကနိုင်ကရလောက်အောင်လွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေမှာမြို့သားလွှတ်တော်ဥက္ကဋ္ဌကပထမဆုံးသူကပြည်သူ့လွှတ်တော်ရဲ့တတန်းတဝက်တီတီကိုသူကပြည်သူ့လွှတ်တော်ရဲ့နိုင်ကပြင်တာဝန်ထမ်းဆောင်ရတယ်ဒုတိယတတန်းကတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကနိုင်ကပြင်တာဝန်ထမ်းဆောင်ရတယ်ပြောရရင်တော့2နှစ်ခွဲတီတီပေါ့ဗျာပြောရင်9နှစ်မှ2နှစ်ခွဲပေါ့ဆိုတော့အစိုးရတရက်ကအစခန့်ပေးမယ်အစိုးရတမရတွေဟိုရွေးချယ်ပေးတဲ့အုပ်စုပထမဆုံးလုပ်ပြီးဥဆောင်လုပ်ပေးရတာသူအဲ့လိုပဲအစိုးရနောက်အစိုးရအစ်မရောက်ခင်ကြားမှာအစိုးရအစ်မပေါ်ခင်ကြားမှာရွေးကောက်ပွဲကျင်းပပြီးတော့လွတ်တော်နောက်ဆုံးခေါ်ပေးဖို့ကြိုးစားပေးရတာကပြည်သူ့လွတ်တော်ဥက္ကဋ္ဌဒီလိုပေါ့နော်အဲ့တော့အခုဦးအောင်လင်းထွေးကဒါသူမြို့သားလွတ်တော်ဥက္ကဋ္ဌအနေနဲ့ပြည်သူ့လွတ်တော်ခေါ်ပေးဖို့ကိုသူကစပြီးတော့သူမကြခင်ကြီးညားမယ်ပေါ့ဗျာဒါပေမဲ့ဒီကနေ့16ရက်နေ့မှာမြို့သားလွတ်တော်ဥက္ကဋ္ဌကနေပြီးတော့ဒီနေ့16ရက်နေ့မှာဘာမှမပြောဘူးပြောင်းလွတ်တော်ခေါ်ဖို့ကိစ္စကိုလည်းကျွန်တော်သတင်းတော်တွေလည်းအဲ့ဒီဟိုထဲမှာရောက်နေတာဆိုတော့ကျွန်တော်လွတ်တော်ထဲမှာကျွန်တော်လွတ်ထားတာရှိတဲ့ကသတင်းတော်တွေပြောတာတော့ပြောင်းလွတ်တော်အစည်းအဝေးကျင်းပမယ့်ရက်ကိုဒီနေ့ထိတိကျမသိရဘူးတဲ့မသိရဘူးတိကျမသိရပါဘူးတဲ့မသိရဘူးဆိုတော့ပြောရင်တော့ဘယ်နေ့ကျင်းပမယ်ဆိုတော့မပြောနိုင်ဘူးဗျာဒါဖြစ်နေတယ်ပေါ့ဆိုတော့ဒါပြောင်းလွတ်တော်အစည်းအဝေးကျင်းပဖို့တော့ပြောရင်တော့ဒီပြည်သူ့လွတ်တော်များအစည်းအဝေးများမြို့သားလွတ်တော်အစည်းအဝေးများကျင်းပပြီးတဲ့နောက်15ရက်အတွင်းဆိုတော့တတ်မှတ်ချက်ရှိတာနှစ်ပတ်အတွင်းပေါ့နော်နှစ်ပတ်သုံးဖို့15ရက်အတွင်းဆိုတော့ရှိကတ်သက်ချက်တတ်မှတ်ချက်ရှိပြီးသားဖြစ်တဲ့အတွက်အခုက18ရက်နေ့နောက်ထပ်15ရက်အတွင်းဆိုတော့နောက်ထပ်9ရက်ကြာပြီးရင်ဒါမှမဟုတ်10ကြာပြီးရင်လှုပ်လဲရသေးတယ်မှီသေးတယ်မတ်လနောက်ဆုံးပတ်မှာစလှုပ်လဲမှီတယ်ပြောရမှီတယ်ပေါ့ဗျာနောက်15ရက်ဆိုရင်တော့မတ်လ30နောက်15ရက်ပေါင်း31 April 1ရက်2ရက်ထိမှီသေးတယ်အဲဒါကြောင့်မလို့သူက April 1ရက်မတိုင်မီ
နောက်ဆုံး March လနောက်ဆုံးပတ်29ရက်နောက်ပိုင်းကျမှပြည်ထောင်စုတော်အစည်းအဝေးကျင်းပလဲရတယ်နော်ရတယ်အဲ့တော့ပြောင်းလို့တော်စီဝေးကျင်းပလိုက်ရတယ်ဆိုတဲ့အခါကျတော့ပြောင်းလို့တော်စီဝေးကိုကျွန်တော်တော့ခံမှန်းတာပေါ့နော်လွတ်တော်အမှတ်တရလည်းသိချာမသိကြသေးဘူးလို့ပြောတယ်လက်ရှိမြို့သားလွတ်တော်မှာရောပြည်သူလွတ်တော်မှာရှိတယ်လွတ်တော်အမှတ်တရရောဘရော့ဒီပြောင်းလို့တော်ခေါ်မလဲဆိုတော့မသိရသေးဘူးလို့ပြောတယ်မသိကြသေးဘူးပေါ့တချို့ကတော့သိမှာပေါ့ဗျာဒါပေမဲ့လည်းမသိဘူးပဲညင်းကြတာပေါ့နော်သိမှာပေါ့ခံမှန်းကြမှာပါတချို့ရေးဖမ်းတယ်မသိပါတယ်သိကြပါတယ်မသိချောင်ဆောင်ကြရလူရှိတယ်တကယ်မသိရလူရှိတယ်ရောင်းဝါဖြစ်နေလူရှိတယ်အဲ့တော့ကျွန်တော်ပြောရတာတော့ကျွန်တော်ခံမှန်းတာကတော့March လ29နောက်ပိုင်းကျမှပဲပြည်တော်စုတော်ခေါ်လိမ့်မယ်လို့ကျွန်တော်ခံမှန်းတယ်။ဘာလို့ March လ29ကဘာလို့ကျွန်တော်ပြည်တော်စုတော် March လ29လို့ကျွန်တော်ပြောလို့မေးရင်ဒါ March လ29ကတက်မတော်နေရှိတယ်။တက်မတော်နေရှိတယ်။တက်မတော်နေရှိတော့တက်မတော်နေမှာတက်မတော်နေကျင်းပဖို့ကိစ္စတွေဒီတက်မတော်မှာလုပ်နေလှုပ်ထုံးလုပ်နေရှိတယ်။ပြီးတော့တက်မတော်သားအစုဖွဲ့တင်ပြမယ်တက်မတော်သားတော်ကိုယ်စားလှယ်တက်ရောက်ကိုတက်မတော်သားအစုဖွဲ့တင်ပြမယ်ဒုတိယသမ္မတလောင်းတဦးကိုတက်မတော်နေအပြီးမှာပဲဆုံးဖြတ်ပေးဖို့ရှိတယ်လို့ကျွန်တော်ခံမှန်းတယ်။အဲဒါကြောင့်မို့လို့ဖြစ်နိုင်ကြီးကတော့တက်မတော်နေအပြီးမှာပဲဖြစ်နိုင်တယ်။ March 29ပြီးရင်ထားပါတော့28 29အဲ့မှာကျွန်တော်ရက်စွဲလေးတွေမှန်ခသေးတယ်ပေါ့ဗျာ။သို့တော့ကျွန်တော်ကလင်ဒါနဲ့ပြန်ကြည့်တဲ့ခါကျတော့March လ29ကတောက်ကြနေဖြစ်နေတယ်အဲ့တော့ပြောရင်တော့March လ29ကတောက်ကြနေဖြစ်နေတဲ့အတွက်နော်28 29ကစနေတုန်းတွေဖြစ်နေတဲ့အတွက်March လ30 31ဆိုတဲ့တနင်္လာအင်္ဂါ2ရက်တရက်မှာကျင်းပနိုင်ခြင်းရှိတယ်လို့ကျွန်တော်တို့ခံမှန်းနေပေါ့နော်အဲ့တော့ဂျားထဲမှာမကျင်းပပဲနေတာဖြစ်နိုင်လားဆိုတော့ဂျားထဲမှာပြောလို့တော့စီဝေးကျင်းပရင်လည်းရပါတယ်ဒါပေမဲ့သမရရွေးချယ်ရေးလုပ်ငန်းစဉ်ကိုတော့ March လ30ရက်30နဲ့31နောက်ပိုင်းကျမှပဲဖြစ်နိုင်ရရှိတယ်လို့ကျွန်တော်တော့ခံမှန်းတယ်သမရရွေးတဲ့ကိစ္စဘာလို့ပြောင်းလို့တော့ခေါ်ရင်သမရရွေးရတော့မရွေးသေးလဲရတယ်ပြောင်းလို့တော့ခေါ်ပြီးပြောင်းလို့တော့ခေါ်ပြီးတော့အစည်းအဝေးကျင်းပပြီးတော့ပြောင်းလို့တွေအားလုံးကိုခေါ်ပြီးတာနဲ့တော့ဘာလို့လဲဆိုတော့လွတ်တော်ကိုယ်စားလှယ်အားလုံးကိုကဲမင်းတို့မျိုးသားတော်စုဖွဲ့ရမင်းတို့တင်မဲ့သမရလောင်းပြင်ဆင်ပါပြည်သူတော်စုဖွဲ့ရမင်းတို့တင်မဲ့သမရလောင်းပြင်ဆင်ပါတက်မတော်သားစုဖွဲ့ရလဲမင်းတို့တင်မဲ့သမရလောင်းပြင်ဆင်ပါလို့ဒါလွတ်တော်ခေါ်ပြီးတော့ကျင်းပလေရသေးတယ်အဲ့လိုမလုပ်ဖဲနဲ့ဒီဂျာရက်ဒီမှာပေါ့ဗျာဥမာဒါတော့19 20မှာမလုပ်ဘူးနောက်တစ်ခါ23 24 25 26ဒီ29ဒီမလုပ်သေးဘူးဆိုရင်တော့သိကြတယ် March 30 31အဲ့မှာဖြစ်ဖို့များတယ်ဆိုတော့တနင်္လာနေ့ကျတော့နေ့ရတော့မကောင်းအဲ့တော့31များဖြစ်မလားပေါ့နော်ခံမှန်းကြည့်တာပေါ့နော်တော့ဒါဘလို့ပြပြောစုတော်အစည်းအဝေးခေါ်ပြီးရင်အဲ့မှာဘသူသမရလဲဆိုတော့တက်မတော်အစုဖွဲ့တင်တဲ့တယောက်ပြည်သူတော်တင်တဲ့တယောက်အမျိုးတော်တင်တဲ့တယောက်အဲ့ဒါဖြစ်မယ်အဲ့တော့အခုဒီထွက်ပေါ်နေတဲ့ပေါက်ကြားနေတဲ့သတင်းပေါက်ကြားခံထားတဲ့သတင်းလားပေါက်ကြားနေတဲ့သတင်းလားဆိုလို့ပြောအောင်ခက်တယ်ပေါ့နော်ပေါက်ကြားပြီးသားသတင်းပေါ့ပေါက်ကြားရဆိုတာလက်တမင်လွတ်ပြီးလို့ပေါက်ကြားတာပေါ့ဗျပွင့်လင်းပြောရအောင်အဲ့တော့ပေါက်ကြားပြီးသားသတင်းတွေမှာဆိုရင်တော့ဒါတပ်မတော်သားစုဖွဲ့ကတင်မြောက်မဲ့သူနဲ့ပြည်သူ့လွှတ်တော်နဲ့ပြည်သူ့လွှတ်တော်တင်မြောက်မဲ့လူ၃ယောက်ကဖြစ်နိုင်ရရှိဆုံး၃ယောက်ကဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းဦးညူစောသတင်းထွက်တယ်ပေါ့နော်နောက်ဒေါ်တွဲဘူးဆိုသတင်းထွက်တယ်တစ်ချိန်တော့အခြားနေရာတွေထွက်ပါတယ်အကယ်၍ဒေါ်တွဲဘူးကဒီနေ့ဆိုရင်ဒေါ်တွဲဘူးကပြည်တော်စုလွှတ်တော် sorry ဟိုပါပေါ့မြို့သားလွှတ်တော်တဘာပိဖြစ်နေဆောင်ရတော့ပြောရင်တော့ကျင်းများကြည်သွားပြီတော့မသိဘူးသို့တော့သူဖြစ်ခဲ့ရင်လည်းအမျိုးသမီးရဲ့ဒုတိယသမ္မတတယောက်ပေါ်ခဲ့တယ်ဆိုရင်လည်းမြန်မာနိုင်ငံတမိုင်းမှာဒါအမျိုးသမီးဒုတိယသမ္မတတယောက်ပေါ်လာတယ်ဟိုရှားပါဖြစ်တဲ့တစ်ခုဖြစ်တယ်ပေါ့နော်ဒါလေးလိုဖြစ်တဲ့တစ်ခုဖြစ်တယ်ဒါလေးလည်းကျွန်တော်တို့ကြုံကြလို့ထည့်ပြောတာပေါ့နော်ဒေါ်တွဲပူတွေလည်းမဟုတ်ပဲတခြားလူတွေလည်းမဖြစ်နိုင်ပါဘူးဖြစ်နိုင်ပါတယ်လူမျိုးဘာလို့ဖြစ်နေဒါပေမဲ့သမရတော့ဘယ်သူဆိုတော့ဒါကျွန်တော်တို့အခုဆိုရင်အားလုံးကခံမှန်းမိပြီးသားတော့ဖြစ်နေပြီလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့စောင့်ကြည့်ကြတာပေါ့နော်ပြီးတော့အဲသမရကနေပြီးတော့အစိုးရဖွဲ့ရလိမ့်မယ်အစိုးရဖွဲ့တဲ့ခါကျသမရပေါ်လာရင်သမရအစိုးရဖွဲ့မယ်အစိုးရဖွဲ့တဲ့ခါကျတော့တချို့လွတ်တော်အမှတ်တွေထဲမှာတချို့တွေကလည်းဝင်ကြီးပြန်ဖြစ်ချင်တဲ့လူတွေရှိတယ်လက်ရှိဝင်ကြီးလုံနေတဲ့သူတွေရွေးကောက်ပွဲပြန်မပါခဲ့ရတဲ့ဝင်ကြီးလုံနေတဲ့သူတွေကလည်းဝင်ကြီးလုံချင်တာရှိတယ်တိုင်းဒေသကြီးမှာရှိတဲ့တချို့ဝင်ကြီးချုပ်တွေကလည်းဝင်ကြီးချုပ်ပြန်လုံချင်တဲ့လူတွေရှိတယ်တချို့ဝင်ကြီးဘဝကိုတက်ပြီးတော့လမ်းချင်တဲ့လူတွေရှိတယ်အပြင်မှာလည်းဝင်ကြီးလုံချင်တဲ့သူတွေရှိတယ်တက်မတော်သားဗိုလ်ချုပ်ကြီးတွေဗိုလ်ချုပ်တွေထဲမှာလည်းဝင်ကြီးလုံမဲ့သူတွေရှိတယ်လောက်ရမဲ့သူတွေရှိတယ်လှုပ်ချင်တဲ့သူတွေရှိတယ်ဆိုတော့ပြောရရင်တော့ဝင်ကြီးဌာနနဲ့ပတ်သက်ရင်လည်းကျွန်တော်ထင်တယ်အခုသမရဖြစ်လာမဲ့ပုံကူကသူဝင်ကြီးဌာနအနည်းဆုံး30နဲ့မနည်းထည့်ဖွဲ့လိမ့်မယ်30ကျော်ဖွဲ့လိမ့်မယ်ဝင်ကြီးဌာန30ကျော်ဖွဲ့လိမ့်မယ်30ထက်မနည်းဘူးဟိုရင်တော့ဒေါက်တာစီဆိုတဲ့ထက်လို့ဝင်ကြီးဌာန20ကျော်ပဲဖွဲ့တာမျိုးမဟုတ်ဘူး30ကျော်ဖွဲ့လိမ့်မယ်ခံမှန်းတာတော့ကျွန်တော်ဝင်ကြီးဌာန site က40လောက်ဖြစ်နိုင်တယ်ရှိတယ်40နဲ့အောက်ကိုမကျနိုင်ဘူးခံမှန်းကြည့်ကို40ပတ်လည်မှာရှိနေတယ်30လည်းကြော်မှာဘာလို့ဆိုကြော်ပြီးတော့တချို့ဝင်ကြီးဌာနတွေကိုတော့ခွဲပလိုက်တာမျိုးလုပ်ပြီးတော့ဝင်ကြီးတွေကိုတောင်းပေးပြီးတော့ခိုင်းတာမျိုးအများကြီးလုပ်တာမျိုးလုပ်လိမ့်မယ်လို့ကျွန်တော်ခံမှန်းတယ်အဲ့မှာဝင်ကြီးအောက်မှာဒုဝင်ကြီးတွေလည်းအများကြီးပါလာမယ်ဒုဝင်ကြီးတွေလူလက်ပိုင်းလူငယ်ပိုင်းတွေအများကြီးပါလာလိမ့်မယ်လူငယ်လက်ပိုင်းတွေပါဒုဝင်ကြီးနေရာတွေကိုလူလက်ပိုင်းလေးတွေထည့်ပြီးတော့တချို့ဒီဝင်ကြီးတွေကအခမ်းအနားတွေနောက်6လိုက်နေချိန်မှာဒုဝန်ကြီးရဲ့ရုံးမှာတကုတ်အလုပ်လုပ်ရမယ့်နေရာမျိုးတွေပေါ့ဒါမျိုးတွေလည်းထိုးထည့်လိမ့်မယ်လို့ကျွန်တော်မြင်တယ်တချို့ညာလေးအဲ့တော့ဘယ်သူတွေဝန်ကြီးဖြစ်ပြီးဘယ်သူတွေဒုဝန်ကြီးဖြစ်မလဲဆိုတော့မှန်အခက်နေသေးတယ်ပေါ့နော်သို့တော့အကုန်လုံးဖြစ်ချင်ကြတဲ့သူတွေကတော့အကုန်လုံးကတော့ဟိုဖြစ်အောင်နှုတ်အဆောင်မှချင်းလုပ်ပေးနိုင်တဲ့ပုံကိုယ်တွေစီကိုအတင်းချင်းကပ်ပြီးတော့ဝန်ကြီးပြဖြစ်အောင်လို့ချင်းကပ်ပြီးတော့ဟိုသွားပြီးတော့ဝါလုပ်နေရရှိတယ်ချင်းကပ်နေပြီးတော့ချင်းကပ်တာပေါ့နော်ချင်းကပ်တာပေါ့တော့ချင်းကပ်နေရတယ်ချင်းကပ်နေရတယ်လို့ကြားပါတယ်ချင်းကပ်နေရတယ်လို့ကြားပါတယ်ဆိုတော့ဘာပြောဗျာဒါလည်းဘာပြောတာဝန်ယူချင်ကြတယ်ဆိုတော့စိတ်တွေရှိကြတာကောင်းပါတယ်တာဝန်တွေကိုအရန်ယူချင်နေကြတာကောင်းပါတယ်ယာရုတွေအရန်ယူချင်နေကြတာကောင်းပါတယ်ယူကြပါယူပါကိုနဲ့ထိုက်တန်တဲ့အထိယူကြကိုနဲ့တန်တဲ့အထိအဲ့ယာရုယူကြ
ပြီးတော့တန်လားမတန်လားဆိုတော့ပြကြဒါပဲရှိတာပေါ့နော်တန်မလားပြကြပေါ့မတန်ပြည်သူဆဲလိမ့်မယ်တန်ပြည်သူကတော့ဘာမှမပြောဘူးပေါ့ဗျာဒါတော့နောက်ဖြစ်လာမယ်9နှစ်မဖြစ်လာမယ်အစိုးရရဲ့အနေထားပေါ့နော်အဲ့တော့လွတ်တော်ကိုယ်စားလှယ်တွေလည်းလွတ်တော်ကနေပြီးတော့ကိုယ့်ရဲ့လုတ်ပိုင်ခွင့်ပေါဥပဒေလုံထုံလုံနည်းတွေနားလည်အောင်လေ့လာထားဖို့လိုပါတယ်ဒါလည်းဦးအောင်လင်းတွေရဲ့မိန်ကုန်းထဲမှာပါပါတယ်လွတ်တော်ကိုယ်စားလှယ်တွေကကိုယ့်ရဲ့ကိုလောရမယ်လုံထုံလုံနည်းလုပ်ငန်းစဉ်တွေနားလည်အောင်နဲ့ဥပဒေတွေပူပြီးကျင့်ကြအောင်ပုံမလေ့လာချဖို့လိုတယ်ဆိုတာမျိုးတွေသူတတိပေးသွားပါတယ်ဒါဘာပြောဒါလည်းကောင်းတဲ့ကိစ္စပဲအဲ့တော့လွတ်တော်ကိုယ်စားလှယ်လောင်လွတ်တော်ကိုယ်စားလှယ်တွေပေါ့ဗျာမြို့သားလွတ်တော်ကိုယ်စားလှယ်ပြည်သူလွတ်တော်ကိုယ်စားလှယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ကိုယ့်ရဲ့လုံပိုင်ခွင့်ပေါင်းနဲ့ကိုလောရမယ်တာဝန်ဝတ္တရားတွေသိအောင်လုပ်ပြီးတော့ကိုဟာပြည်သူလူထုကိုကိုစားပြုပြီးတော့ပြောဖို့လိုတယ်တစ်နှစ်ပတ်လုံးမှာရက်ပေါင်း365ရက်ရှိတယ်365ရက်လုံးလွတ်တော်တက်เสียမလိုဘူးရက်ပေါင်း150 60လောက်ပဲလွတ်တော်တက်ရတာတစ်နှစ်ပတ်လုံးမှာရက်200တော့မပြီးဘူးသူတို့လွတ်တော်တက်ရတာရက်200တော့မပြီးဘူးတစ်နှစ်ပတ်လုံးသူတို့လွတ်တော်တက်ရက်200တော့မပြီးဘူးဘာလို့လွတ်တော်နားပြပြီတော်ကြနားပြပြီတစ်ချိန်လုံးရုံးတိုင်းနားတာပြီးကနေကားလိုက်ဆိုရက်ပေါင်း200ပတ်လေလောက်ပဲရှိတယ်လွတ်တော်တက်ရတဲ့ကာလကြီးအတွင်းမှာအစိုး200တင်သွင်းရမလို့ထောက်ခံကန့်ကွက်တွေချိန်နေရထဆွေးနွေးကြမလို့နော်တလောက်တစ်ချိန်လောက်တေချာလေးကြကြနာဆွေးနွေးခဲ့မယ်ဆိုရင်12လရှိတယ်တနေ့မှာ10ချိန်လောက်ခင်ဗျားဆွေးနွေးနိုင်ခဲ့တယ်ဆိုရင်ပဲခင်ဗျားဆွေးနွေးတဲ့ဆိုတော့အောင်မြင်တာပြမအောင်မြင်တာခဏထားနော်ပြီးတော့ပြည်သူလူထုအကျိုးတကယ်တိုက်တာတခုရှိခဲ့တယ်ဆိုရင်ပဲခင်ဗျားတို့ကိုလွတ်တော်တွေကိုမောင်းသွင်းပေးရတာတန်တယ်လို့ကျွန်တော်ပြောချင်တယ်လွတ်တော်တွေမောင်းသွင်းလိုက်ရတာတန်တယ်လို့ပြောချင်တယ်တချို့လွတ်တော်ကိုယ်စားလှယ်တွေကတော့ကြည့်ရတော့လွတ်တော်တွေကနေပြီးတော့လွတ်တော်တွေကနေပြီးတော့ဟိုတွေနဲ့ချတော့မယ်ဟိုလေကြီးမိုးကြီးတွေတချို့ပြောကြအောင်မယ်စကကြီးစကကျဲလေးနဲ့ပြောကြအောင်မယ်တချို့တွေလွတ်တော်ကိုယ်စားလှယ်တွေတချို့တွေလာအောင်ပါမြင်အောင်သေးတယ်ကျွန်တော်မြင်နေရတယ်တချို့တွေကတချို့လွတ်တော်ကိုယ်စားလှယ်ကြတော့လေဟိုကျွန်တော်ကုတ်နဲ့လွယ်ဟိုတက်တော်မှာခုတော့တက်တော်မှာတချို့လွတ်ကိုယ်စားလှယ်တက်တော်မှာလဲရဖြစ်နေတွေ့ရတယ်ဆိုတော့ကြည့်လို့ကြပါဗျာကိုဟာပြည်သူလူထုကရွေးကောက်တင်မြှောက်ထားလိုက်တာဖြစ်တဲ့သူတွေဖြစ်တဲ့အတွက်ပြည်သူလူထုကိုကိုစားပြုနိုင်အောင်လို့စဉ်းစားကြအောင်လွတ်တော်မှာလဲရလုပ်ပြီးတော့ဟိုဓာတ်ပုံရိုက်ဟိုလုပ်ဖို့လွှတ်လိုက်တာမဟုတ်ဘူးဆိုတော့လည်းမမေ့ကြဘူးเนาะကိုတာဝန်ထမ်းဆောင်မှာကိုမမေ့ကြဘူးကျွန်တော်တို့ကတော့ဂျက်လက်ကြောက်နေကျွန်တော်စောင့်ကြည့်ပါမယ်ထိန်းချောင်းပါမယ်လွတ်တော်ကိုယ်စားလှယ်တွေကိုလည်းစောင့်ကြည့်ထိန်းချောင်းပါမယ်အစိုးရကိုလည်းကျွန်တော်စောင့်ကြည့်ထိန်းချောင်းပါမယ်အုပ်ချုပ်ရေးဥပဒေပြုတရားစီရင်မှန်နိုင်ကိုလည်းကျွန်တော်တို့စောင့်ကြည့်ထိန်းချောင်းပါမယ်เนาะဖောက်စောင့်ကြည့်ရတော့ထိန်းချောင်းပါမယ်ဒါပေမဲ့လည်းဟိုပေါ့တခုတော့ရှိတာပေါ့ဗျာဟိုမိုးရွာနေတာကိုတားနိုင်တဲ့စွမ်းအားကျွန်တော်မှမရှိပါဘူးလှိုင်းထန်နေတာကိုတားနိုင်တဲ့စွမ်းအားကျွန်တော်မှမရှိပါဘူးအဲ့လောက်လည်းကျွန်တော်သူရဲကောင်းလည်းမဟုတ်ပါဘူးအဲ့တော့အဲ့လိုတားနိုင်တဲ့လူတွေကတားကြပါလို့လို့ဗာလဲကာနေတဲ့လူတွေကကာကြပါအဲ့စွမ်းစားရှိတဲ့လူတွေကလောက်ကြပါကျွန်တော်တို့လိုဘာစွမ်းစားမှမရှိတဲ့ဘာလုပ်ပိုင်ခွင့်မှမရှိတဲ့ဘာမှမရှိတဲ့ကျွန်တော်တို့လူကတော့ခင်ဗျားတို့လောက်တာကိုထိုင်ကြည့်ပြီးတော့ပဲတခါလေကြာရင်ဟိုကိုစိတ်ချမ်းသာတို့နေနေတာပဲရှိတယ်ကျွန်တော်တို့အသိအဖြစ်မနေဘူးအဲ့တော့ခင်ဗျားတို့မှာစွမ်းစားတွေရှိကြတယ်ထုတ်ပြကြပါနော်